ဒီနေ့တော့မန်ရှူးမြို့အဝင်မှာရှိတဲ့ဟိုက်ပါရေတကွန်ကိုရောက်နေတာဖြစ်ပါတယ်ဟိုက်ပါရေတကွန်ဆိုတာကတော့မြန်မာနိုင်ငံမှာအလားဆုံးလို့တင်စားကြတဲ့ဟိုက်ပါရေတကွန်ကိုအနီးကပ်သွားပြီးတော့ဆက်လီနဲ့ရိုက်ထားတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်ဟောတော့ဒီမှာရေတွေကလေစိမ့်နေတာပဲစိမ့်တဲ့ရေတွေကဒါကာလာလာဒီဇိုင်နာတော့ကြမဟုတ်ဘူးပြသူဒီမှာကြောက်ဆောင်မှာရှိနေတဲ့ဒီရင်းကြီးပေါ့နော်အဲ့ရနေပြီးတော့စိမ့်နေတဲ့အကြောင်းလေးထွက်နေတာပါခင်ဗျအရန်လာတဲ့အပြင်မှာလေဒီမှာတအားလာတော့ကြတော့ကြည့်လို့ရှိရင်လိုကောမလဲစိတ်လမ်းအများကြီးလမ်းဆန်းစီတယ်ဒီအနည်းကကြည့်လို့ရှိရင်ဒီမှာကြည့်အမှမြင်လားရေလုံးကြီးလည်းကြီးပဲအရန်ကြဖို့တော့ကောင်းတာအားလုံးကိုလာဖို့ဖိတ်ခေါ်ပါတယ်လို့ကျွန်တော်လောလောဆယ်ဒီမှာဟိုက်ပါကြီးတကောင်မှရောက်နေပါတယ်နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ရက်ဒီမှာလည်းတခြားဒေတာလေးတွေတွားတဲ့ခါကိုတင်ပေးပါမယ်ခင်ဗျ